လေးတော့ထမင်းချက်မလောက်အောင်စားလို့အရန်ကောင်းတဲ့ချမောင်ကျော်တဲ့နီးလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးပါမယ်။ကျော်တဲ့နီးလေးကလည်းရန်ကိုလိုကူရိုးရှင်းပြီးစားလို့ရန်ကောင်းတဲ့ကျော်နီးလေးဖြစ်လို့ကျွန်တော်နဲ့တူတူလိုက်ကျော်စားကြည့်ကြရအောင်။အရင်ဆုံးတေဝရဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်။စီပူလိုက်ရင်တော့စနွေးမုံနဲ့ထောင်းထားတဲ့ကျက်သွင်းဖြူနီလေးကိုထည့်ပြီးတော့ကျက်သွင်းဖြူနီလေးနွမ်းလာတဲ့ထီအောင်စီလေးတက်ပေးပါမယ်။ကျက်သွင်းဖြူနီလေးစီတက်ပြီးသွားပြီဆိုရင်တော့ငပိစိမ်းစားလေးကိုထည့်ပေးလိုက်ပါမယ်။ငပိစိမ်းစားလေးကိုလည်းအနံလေးတွေမွေးလာတဲ့အထိခဏလောက်ကြော်သွားပေးပါမယ်။ပြီးရင်တော့ပစုံကြောင်းမုံလေးထည့်ကြော်ပေးပါမယ်။ပစုံကြောင်းမုံလေးထည့်ကြော်ပြီးသွားပြီဆိုရင်တော့အယောင်နေမုံလေးတစ်စုံထည့်ပေးလိုက်ပါမယ်။အယောင်နေမုံလေးတစ်စုံထည့်ပြီးသွားပြီဆိုရင်တော့အဆက်အတွက်ငုတ်သီးခွဲချမ်းလေးကိုထည့်ပြီးတော့ငုတ်သီးခွဲချမ်းလေးကိုလည်းအစိမ့်နှံလေးပျောက်လာတဲ့အထိခဏလောက်ဆက်ကြော်သွားပေးပါမယ်။ငုတ်သီးအစိမ့်နှံလေးပျောက်ပြီဆိုရင်တော့ကျွန်တော်တို့အသင်းပြင်ဆင်ထားတဲ့မြင့်လေးတွေကိုရေဆုံးထည့်ပြီးတော့ခဏလောက်ကြော်သွားပေးလိုက်ပါမယ်။ဒီနေရာမှာအဆက်အရသာလေးပိုစားကျင်နေဆိုရင်တော့ငုတ်သီးခွဲချမ်းလေးကိုပို့ထည့်ပြီးတော့ကြော်လို့ရပါတယ်။မြင့်ကလေးတွေကြော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရေလေးနဲ့ငယ်ထည့်ပြီးတော့လှော်ထားတဲ့ချမောင်ရွက်လေးကိုထည့်ပေးလိုက်ပါမယ်။အရသာအတွက်ကိုတော့အသီးရွက်မုံနဲ့ငံပြာကြီးလေးလိုသလောက်ကိုထည့်ပြီးတော့ချမောင်ရွက်နဲ့မြစ်လေးတက်သားလေးဖြစ်ပြီးတော့စီလေးပေါက်လာတဲ့ဒီခဏလောက်ဆက်ကြော်သွားပေးပါမယ်။အဆက်ရတာနဲ့စီပါဝင်မှုကိုတော့မိမိစိတ်ကြိုက်လိုလိုထည့်ပြီးတော့ကြော်စားလို့ရပါတယ်။အခုလိုမျိုးချမောင်ရွက်နဲ့မြစ်လေးတွေတက်သားလေးဖြစ်သွားပြီဆိုရင်တော့အသင့်ပြင်ဆင်ထားတဲ့ကျက်သွင်းဖြူနဲ့ငုတ်သီးစိမ်းလေးကိုထည့်ပြီးတော့ချမောင်ရွက်ကြော်ကိုစီလေးပြန်လာတဲ့ဒီဆက်ကြော်သွားပေးလိုက်မယ်ဆိုရင်တော့ကြော်ရတာလည်းရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ရန်ကောင်းတဲ့ချမောင်ရွက်ကြော်ဟင်းကောင်းလေးတစ်ခွဲရပါပြီ။ဒီချမောင်ရွက်ကြော်လေးကိုတွဲဖက်အရန်ဟင်းနေနဲ့ပဲစားသူတစ်ခွက်နဲ့ပဲစားလို့လည်းရန်ကောင်းပြီးတော့ထမင်းစားကိုလည်းပုံမင်းစေပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းအကြောင်းနဲ့မတူကြသလိုဒေသလိုက်လည်းဖွေပြပါတယ်။ဒီကြော်နီးလေးကလည်းကြော်ရတာရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ရန်ကောင်းလို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်တွေမှာပြန်ဆုံပါမယ်။